Good morning ပါကဲအားလုံးပဲတကြံပေးရိပ်မှာကဲပြီးပြီဆိုတော့ holiday hangover ဖြစ်နေတဲ့ကိုရဲ့ပြည်သက်လေးတွေအတွက်တစ်ချက်တည်းနဲ့ပွင့်ထွက်သွားစေမယ့်ဟင်းတွေခေါ်ချက်ပေးမယ်နော်အရင်ဆုံးမှုတ်ကြောက်ပန်းကြောက်နဲ့ကြာဆန်ကိုရေးစိမ့်ပါမယ်ရေးစိမ့်နာတော့စက်သားတွေကိုအတုံးသေးလီပြီးရင်ကြက်သွန်ပြူကြက်သွန်နီအရောင်တမုံထည့်ပြီးစီသက်ပါမယ်အယိုးပိတ်လို့ဖို့အတွက်ကြက်ရိုးတွေကိုခုတ်ပြီးရင်းနှီးစုစုနဲ့နူးတဲ့အထိပြုတ်လိုက်မယ်ပြုတ်နေရင်ထွက်လာတဲ့အမြုပ်လေးတွေကိုဖယ်ပေးဖို့မမေ့နဲ့နော်ပြီးရင်ခုနရေးစိမ့်ထားတဲ့မှုတ်ကြောက်ပန်းကြောက်နဲ့ကြာဆန်လေးတွေကိုအယိုးပြုတ်တွေကိုထည့်လိုက်မယ်အရက်သားလေးလည်းပူကောင်းအောင်ခနော့ချက်သားမုံလေးလည်းထည့်လိုက်မယ်ခုနကချက်ထားတဲ့ကြက်သားလေးနဲ့အခုရမ်းမွေးနေတဲ့အယိုးပြုတ်လေးနဲ့ကိုပေါင်းဆက်လိုက်အောင်โอ้မွေးနေတာပဲကြာစံကြလေးပြည့်စုံမှုနန်းနမင်းတို့လည်းမထည့်လိုက်မယ်ပြီးရင်တမယာသီးလေးဘေးမှာထည့်လိုက်မယ်အဆက်ကြတဲ့သူတွေအတွက်ငရုတ်သိမ်းမှုလေးထည့်ပြီးရင်ငုံတွေထည့်ပြီးတော့သုံးဆောင်နိုင်ပါမယ်တော့ဒီမှာကြည့်တကြံလည်းပြီးပြီဆိုတော့စိတ်ရောလူရောပြန်လန်းလာအောင်လို့ကိုလိုမျိုးကြာစံကြလေးချက်တော့ကြည့်နော်